ရှင်မုံပိုင်းမှာပြောဆိုပါရှင်ဒီတစ်ခေါက်တော့နည်းစီမှာတရားဟောပြီးလာပြီးမဲ့ပုံပုံလေးအိမ်မှာကလာအိုကောင်းဆိုခြင်းတဲ့သူလေးတွေအတွက်မရှိမဖြစ်ကိုဝယ်ထားတဲ့နဲ့ဘလိုတွေကထွက်ရှိကြတဲ့ BTS 183လုံးကလာအိုစပီကာလေးပြည်စည်းရောက်ထားလို့ပါရှင်သူရဲ့ဈေးနှုန်းလေးကတော့3,600,900ကျပ်ပါရှင်အောက်ဘဝကတော့20ပါဘက်ထရီ ampere က2400 mAh ပါရှင်သူရဲ့ speaker size လေးကတော့6လောက်ခွဲပါသူမှာဒီလိုမျိုးဆွဲအားကောင်းတဲ့ကျိုးလုံးမိုက်အကောင်တစ်လုံးလည်းပါရှိပါတယ်ရှင်အားသွင်းစနစ်လေးကတော့တိုက်စီပါရှင်သူရဲ့ဒီဇိုင်းလေးကတော့ရှေ့ဘက်မှာတန်စကာတစ်ကိုင်းလေးကိုမှဘေးပတ်လေးကလေသာသားလေးနဲ့ပြုလုပ်ပေးထားတာပါရှင်အပေါ်ဘက်မှာဆိုရင်လည်းလေသာလက်ဆွဲခိုင်းလေးလည်းပါရှိပါတယ်ရှင်ဖယ်သွားလူတော့ဖို့အတွက်လွယ်ကျိုးရှည်လေးတစ်ချောင်းလည်းပါရှိပါတယ်ရှင်သူ့ရဲ့ function လေးတွေကတော့အတန်အတိုးရှယ်ပါမယ်။မိုက်ပေါ်တော့အတန်အတိုးရှယ်ပါမယ်။အတန်မျိုးပြောင်းခလုတ်လေးပါမယ်။အပေါ်အတိုးအရှယ်ရပါမယ်။ရှေ့မှာပါရဲ့ LED လေးကိုမကြိုက်လို့ပိတ်ထားခြင်းလည်းရပါတယ်။အောက်စနစ်လေးကတော့တိုက်စီပါ SD card USB stick စိုက်ပြီးတော့လည်းအသုံးပြုလို့ရပါမယ်ရှင်။အတန်ထွက်အားကောင်းအောင်လည်းဒီဘက်မှာဆိုရင် woofer shooter ပေါက်လေးလည်းပါရှိပါတယ်ရှင်။အတန်ထွက်လေးလည်းစမ်းပြပေးပါမယ်ရှင်။ပစ္စည်းအရေးအတွက်အများကြီးမပါတာမလို့မျိုးရဲ့ Viber ဖုန်းနံပါတ်လေး399 430 3943ကိုဆက်သွယ်ပြီးတော့အိမ်အောင်ရှင်နဲ့လည်းမှာယူနိုင်ပါတယ်ရှင်။